မင်္ဂလာပါရှင်ဒီနေ့1389ခုနှစ်သတင်းကြိုလာပြေကျော်6ရက်2025အောက်တိုဘာ12ရက်နေ့ဖြစ်ပါတယ်ဒီနေ့ဆွေးနွေးတင်ပြမယ့်အကြောင်းအရာကတော့ဒီဝိပဿနာကိုနေ့စဉ်ဘဝတွင်အသုံးချခြင်းအစီအစဉ်မှာတင်ပြမယ့်အကြောင်းအရာကတော့မတို့ဗုဒ္ဓသာသနာမှာဆိုလို့ရှိရင်ဒီတိတ်ခါစဉ်လုပ်ငန်းစဉ်ကျင့်စဉ်ဆိုတာရှိပါတယ်အဲ့ဒါဟာဆိုရင်လက်ဆွဲဖះကခြားအတွက်ချမှတ်ခဲ့တာမဟုတ်ပါဘူးဒီမှာတို့နေ့စဉ်ဘဝမှာဘာတွေကိုကုသိုလ်တရားအတွက်ဆောင်ရွက်ရမလဲနိဗ္ဗာန်ရောက်ဖို့အတွက်ဘာတွေဆောင်ရွက်ရမလဲဘာအရင်ဆုံးဆောင်ရွက်ဘာပြီးရင်ဘာပြီးရင်ဘာအစီအစဉ်လိုက်ဆောင်ရွက်ဖို့ရအတွက်တိတ်ခါစဉ်လုပ်ငန်းစဉ်ကျင့်စဉ်လို့ရှိပါတယ်အဲ့ဒါဟာဆိုရင်မိမိတို့နေ့စဉ်ဘဝမှာဒါတွေကိုသတိဆွဲဆွဲမြဲမြဲထားပြီးတော့မိတို့ကိုမိမိသတိထားပြီးတော့သုံးသပ်ဆင်ခြင်ခြင်းအပြင်ဝိပဿနာဘာဝနာကိုလည်းပွားများရမှာဖြစ်ပါတယ်အမှုရာတိုင်းမှာနေ့စဉ်နေမကနေစဉ်ရောဒီသတိဝိရိယတမာတိနဲ့ဝိပဿနာဘာဝနာကိုပွားများဖို့ရအတွက်ရေးကြီးတဲ့အချက်လက်တွေဖြစ်ပါတယ်ရှင်အဲ့တော့ဒီနေ့နေစိမနိကာယမှာပါတဲ့ခဏကမောက္ခလာနတုတ်မှာဆိုလို့ရှိရင်ခဏကမောက္ခလာနပုံနာကိုမြတ်စွာဘုရားနေပြီးတော့မှဟောကြားတာဖြစ်ပါတယ်ခဏကမောက္ခလာနပုံနာမြတ်စွာဘုရားကိုမေးပါတယ်ဒီခဏကမောက္ခလာနတုတ်ကိုမိုးကုတ်ဆရာတော်ကြီးရဲ့တရားတော်တွေမှာလည်းထည့်သွင်းဟောကြားထားတာကိုနာယူရပါတယ်ရှင်ဒီခဏကမောက္ခလာနကနေပြီးတော့မြတ်စွာဘုရားကိုရှင်ကြီးဂေါရမကျွန်ုပ်တို့ပုံနာတွေမှာဆိုလို့ရှိရင်ကျင့်စဉ်ရှိပါတယ်ကဏ္ဍအတက်ကိုအစဉ်စဉ်သင်ကြားရပါတယ်ဘေးရင်အတက်တွေကိုအစဉ်စဉ်သင်ကြားရပါတယ်ဒီကဏ္ဍဘေးရင်တို့ကိုသူနည်းနဲ့သူအစဉ်စဉ်တတ်မြောက်အောင်ကျွန်တော်တို့သင်ကြားရပါတယ်ရှင်ကြီးဂေါရမတို့ရဲ့ဗုဒ္ဓသာသနာမှာရောဒီလိုမျိုးတိတ်ခါစဉ်လုပ်ငန်းစဉ်ကျင့်စဉ်ဆိုတာရှိပါသလားလျှောက်ထားပါတယ်လျှောက်ထားတော့မြတ်စွာဘုရားရှိတယ်ကွာရှိတယ်ငါတို့ဗုဒ္ဓသာသနာမှာလုပ်ငန်းစဉ်ကျင့်စဉ်တိတ်ခါစဉ်ရှိတယ်အဲ့တော့ပထမဦးဆုံးသီလကိုသင်တယ်ဒီကျင့်စဉ်6ချက်ပြောပါမယ်ရှင်ဆိုတင်ပြပါမယ်ရှင်ခဏကမောက္ခလာနတုတ်ထဲကကျင့်စဉ်6ချက်တင်ပြပါမယ်နံပါတ်1ကသက်ဆက်ဘုရားသီလကိုသင်တယ်တဲ့နံပါတ်1သီလကိုသင်တယ်သီလကိုစောင့်ထိန်ပြီးလို့ရှိရင်ဣန္ဒြေတွေစောင့်ထိန်ဖို့သင်တယ်ဣန္ဒြေတွေစောင့်ထိန်ပြီးလို့ရှိရင်စားတောက်မှုမှာအတိုင်းအဆကိုသိရမယ်လို့သင်တယ်စားတောက်မှုမှာအတိုင်းအဆကိုသိပြီးရင်နိုးကြားထကြွမှုလုပ်ရမယ်လို့သင်ပါတယ်နိုးကြားထကြွမှုလုပ်ပြီးတဲ့အခါမှာဆိုလို့ရှိရင်အရိယာပုတ်ပေါ့နော်ထိုင်နေထတယ်သွားတယ်အိတ်တယ်အရိယာပုတ်တို့မှာရှုမှတ်ဆင်ခြင်ဖို့ရသင်ပါတယ်ဒီအရိယာပုတ်ထိုင်ထသွားအိတ်ပြီးလို့ရှိရင်တော့ဒီမိမိတို့စိတ်ညစ်ရာအရက်မှာဆိုလို့ရှိရင်စိတ်ညစ်ရာအရက်မှာသွားပြီးတော့ဒီကမ္မထန်တရားကိုထိုင်နေဆိုလို့ရှိရင်ဒီနိဝရဏတရားတွေကနေကင်းဝေးပြီးတော့ဇန်အစဉ်ကိုတောင်ရနိုင်ပါတယ်တဲ့အဲ့တော့အဲ့ဒါလေးကိုကျမ်းထဲမှာတော့ဒီလိုပဲ5ချက်လောက်ပါပါတယ်ဒီကြောင်းချင်းပေါ့ပါပါတယ်အဲ့ဒါလေးကိုကျမကနေပြီးတော့နည်းနည်းကိုယ့်ရဲ့ဗီဒမာ knowledge နဲ့ဒီအတိတရားလေးနဲ့ပုံမနားလည်အောင်တင်ပြရမယ်ဆိုရင်တော့သီလပထမအဆုံးသီလကိုသီလကျင့်စဉ်ပေါ့နော်သီလကျင့်စဉ်မှာဆိုရင်ဇာရိတသီလဝါရိတသီလရှောင်ရံသီလဥပမာ5ပါးသီလပေါ့ဆောင်ရံသီလကတော့တက်ကြီးဝါကြီးတွေဂုံကြီးတဲ့လူတွေကိုဝေယဝိဆလုပ်တာဖျားတဲ့တန်ခါကိစ္စကိုဝေယဝိဆလုပ်တာသီလကုသိုလ်တွေပေါ့ရှောင်ရံဆောင်ရံသီလကုသိုလ်သီလကို
တီလာကိုစောင့်စည်းပြီးလို့ရှိရင်အိန္ဒြေတို့ကိုစောင့်စည်းရမယ်တဲ့အိန္ဒြေတို့ကိုစောင့်စည်းရမှာကျမ်းထဲမှာတော့ဒီတစ်ကြောင်းပေါ့နော်ထမှန်ဖြည့်ဆွက်ပြီးတော့ကိုနားလဲတယ်လို့တင်ပြရမယ်ဆိုရင်အိန္ဒြေဆိုတာစက္ကုံဒရေတောတိန်ဒရေအစမျက်စိနားနှာခေါင်းလျှာကိုတို့မှာအိန္ဒြေတို့စောင့်စည်းခြင်းပြုရမယ်ပဋ္ဌာန်းထဲမှာလည်းစက္ကုံဒရိယံစက္ခုဝိညာဏဓာတုယစသည်ဖြင့်နော်မျက်စိကြောင့်ဖြစ်လာတဲ့မြင်စိတ်နားကြောင့်ဖြစ်လာတဲ့ကြားစိတ်နှာခေါင်းကြောင့်ဖြစ်လာတဲ့နာမ်စိတ်လျှာကြောင့်ဖြစ်လာတဲ့ယတိစိတ်မျက်စိနားနှာခေါင်းလျှာကိုယ်ကြောင့်ဖြစ်လာတဲ့တွေ့ထိစိတ်ပေါ့နော်ဒီဟာတွေအပေါ်မှာစောင့်စည်းရမယ်မနှောမှလည်းကြံတွေးစိတ်ကိုလည်းစောင့်စည်းရမယ်ဆိုအိန္ဒြေတို့ကိုစောင့်စည်းရမယ်တဲ့အဲ့တော့နံပါတ်1ကသီလကိုတင်တယ်သီလတင်ပြီးအိန္ဒြေတို့ကိုစောင့်စည်းဖို့တင်တယ်အိန္ဒြေတို့ကိုစောင့်စည်းဖို့တင်ပြီးလို့ရှင်အစားအသောက်မှုမှာအတိုင်းအဆကိုသိရမယ်ဆိုတာကိုသင်ပါတယ်အစားအသောက်အတိုင်းအဆသိပြီးလို့ရှိရင်တော့နိုးကြားထကြွမှုရှိရမယ်လို့သင်ပါတယ်နိုးကြားထကြပြီးလို့ရှိရင်တော့အရိယာပုတ်ခေါ်တဲ့ထိုင်နေထတယ်လျောင်းနေသွားတယ်ဆိုတဲ့ဒီအရိယာပုတ်နေမှာသတိတမစင်နဲ့ကြည့်ရှုဆင်ခြင်ရမယ်ကိုကထိုင်နေရလားဒါလေးရဆိုလို့ရှိရင်လည်းကျမတို့သတိပဋ္ဌာန်တရားတော်ထဲမှာအရိယာပုတ်ဆိုပြီးတော့ကာယ ानु ပတနာဘာဝနာမှာဆိုရင်အရိယာပုတ်၄ပါးကိုရှုရဲဆိုတာလေးလည်းပါပါတယ်ဒါနဲ့လည်းရှင်းတူပါတယ်ရှင်အဲ့ကိုကထိုင်နေတာလားထနေတာလားငါဟာလျှောင်းနေတာလားငါဟာတွားနေတာလားဒီအရိယာပုတ်၄ပါးကင်းတဲ့အချိန်မှမရှိပဲနဲ့ဒါလေးကိုအရင်ဆုံးစပြီးတော့မှတ်လို့ရှိရင်တောင်မှထိုင်နေလျှောင်းနေသွားတယ်ဒီလိုမျိုးပေါ့ရက်တယ်ရက်ပြီးတော့မှရက်တဲ့စိတ်ပေါ်တယ်မရှိဘူးလျှောင်းတဲ့စိတ်ပေါ်တယ်မရှိဘူးသွားတဲ့စိတ်ပေါ်တယ်မရှိဘူးဆိုတာမျိုးလေးပေါ့နော်ထိုင်တဲ့စိတ်ပေါ်တယ်မရှိဘူးဒီကနေလဲဒါဘာဝနာစလို့ရပါကျမတို့ဒီလိုလေးလဲစပြပါတယ်အဲ့တော့အရိယာပုတ်ကိုတင်ပြီးတဲ့အခါမှာဆိုလို့ရှိရင်တော့ဒီစိတ်ငြိမ်ရာမှာသွားပြီးတော့ကမ္မထံကိုထိုင်လို့ရှိရင်တော့နိဝရဏ၅ပါးလောဘဒေါသမောဟတို့မှကင်းပြီးတော့ဒီဇန်တရားတော်တောင်ရနိုင်တယ်တဲ့ဒါဆိုလို့ရှိရင်ယဟန္တာမဖြစ်သေးလို့နိဗ္ဗာန်ရဖို့နိဗ္ဗာန်ရကြောင်းလုပ်တဲ့ပုဂ္ဂိုလ်တွေအတွက်လည်းတရားပဲဟောပါတယ်တဲ့ဒီကျင့်စဉ်တွေပဲယဟန္တာဖြစ်ပြီးသားတွေပုဂ္ဂိုလ်များအတွက်ကတော့လည်းဒီအင်းငြိမ်မှုရအောင်သတိတမစင်နဲ့ပြည့်စုံအောင်ဒီတရားပဲဟောပါတယ်တဲ့ဒါနဲ့ခဏမောက္ကလနာပုံနာကအရှင်ဘုရားအဲ့ဒါဆိုရင်ရှင်ကြီးဂေါရမဒါဆိုရင်အရှင်ဘုရားဟောသမျှအရှင်ဘုရားတပည့်တွေအားလုံးနိဗ္ဗာန်ရောက်ရောလားတဲ့မေးပါတယ်အဲ့တော့မြတ်စွာဘုရားလူတိုင်းမရောက်ဘူးဒါဒီတိုင်းကျင့်တဲ့လူတွေရောက်တယ်မကျင့်တဲ့လူမရောက်ဘူးဥပမာရာဇညိုပြည်ကိုသွားဖို့ရာဇချိုပြည်ကိုသွားတဲ့လမ်းကိုတင်လဲတည်တာပဲတင်လမ်းညွန်တယ်သွားတဲ့လူတိုင်းဒီတင်လန်းညွန်တဲ့လူတိုင်းမရောက်ဘူးအဲ့လိုပဲတဲ့သွားတဲ့လူကရောက်တယ်နောက်ပြန်သွားတဲ့လူနောက်ဆုတ်တဲ့လူမရောက်ဘူးဒါကြောင့်မို့မြတ်စွာဘုရားသူ့ရဲ့တာဝန်ဟာဆိုရင်လမ်းညွန်ရုံမှာတပါကျန်တာကတော့မိမိကိုယ်ကိုမိမိကြင်ကြံကြဖို့ရဖြစ်တယ်လို့ဟောတဲ့အတွက်ဒါဒီတရားကတော့ဗုဒ္ဓလမ်းစဉ်မှာဆိုလို့ရှိရင်ဗုဒ္ဓတန်ត្រာမှာတိခါစဉ်လုပ်ငန်းစဉ်ကျင့်စဉ်အစဉ်စဉ်ရှိပါတယ်ဒါတွေကိုနေ့စဉ်နဲ့မျှကိုဘာလုပ်နေတာလဲဆိုတာကိုကျင့်ကြံနိုင်ခြင်းဖြင့်မေဖို့နိဗ္ဗာန်ချမ်းသာခန္ဓာဝိက္ခခမှာကင်းရတော့ရောက်နိုင်ကြပါစေတာဓုတာဓုတာဓုပါ